အဲ့ဒီလူကသူ့ဖုန်းကိုတုံးပြီးလမ်းဘေးခွေးတစ်ကောင်ကိုဓာတ်ပုံရိုက်တယ်ပြီးတော့ဒေါ်လာ3သိန်းစုငွေပေးမယ်ဆိုတဲ့ပျောက်ဆုံးခွေးကြော်ညာကိုတယ်လီဖုန်းတိုင်မှာကတ်ထားလိုက်တယ်အဲ့ဒီနောက်မှာတော့သူကအပေါ်ထက်ကိုတက်သွားပြီးပတ်ဝန်းကျင်ကိုမှန်ပြောင်းနဲ့စောင့်ကြည့်နေခဲ့တယ်အဲ့ဒီလူရဲ့ရည်ရွယ်ချက်ကတော့ပြစ်မှတ်ထားသူတယောက်ကိုလှုပ်ကြံဖို့ပဲတလအပြည့်စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ဂျက်ဂျက်ကပြစ်မှတ်ဟာဒီနေရာကနေနေတိုင်းဖြစ်သွားတယ်ဆိုတာကိုသိလိုက်ရတယ်သူကားရဲ့ဘဲဘက်တာယာကိုပြစ်နိုင်မယ်ဆိုရင်ပြစ်မှတ်ထားသူဟာထိတ်လန့်ပြီးစကီယာရင်ကိုရုတ်တရက်ဆွဲချလိုက်ရကနေအနီးနားကကားတစ်စီးနဲ့တိုက်မိသွားလိမ့်မယ်ဒါနဲ့နောက်တစ်နေ့မှာဂျက်ဟာသူ့ရဲ့စနိုက်ပါရိုင်ဖယ်နဲ့ပြစ်မှတ်ကိုစောင့်နေခဲ့တယ်မကြခင်မှာပဲပြစ်မှတ်ဟာမြင်ကွင်းထဲကိုရောက်လာတယ်ဒါပေမဲ့သူပြစ်ဖို့လုပ်နေတော့မှပဲဂျက်ဟာအနီးနားကနေမိခင်တဦးနဲ့ကလေးတစ်ယောက်ထွက်လာတာကိုရုတ်တရက်သတိထားမိလိုက်တယ်သူစဉ်းစားဖို့အချိန်မရလိုက်ဘူးပြစ်မှတ်မထွက်ခွာခင်နောက်ဆုံးအချိန်မှာဂျက်ဟာမိခလုတ်ကိုဆွဲချလိုက်တယ်ဒါပေမဲ့ပောက်ကွဲမှုကနေထွက်လာတဲ့မီးရှံတွေဟာအဲ့ဒီနေရာမှာပဲရှိနေတဲ့အဲ့ဒီအမျိုးသမီးကိုလွှမ်းခြုံသွားခဲ့တယ်သူ့ရဲ့အမဟာအပြစ်မဲ့သူတယောက်ကိုတေးစေလိမ့်မယ်လို့ဂျက်လုံးဝမမျှော်လင့်ခဲ့ဘူးသူပြန်ရောက်လာတော့ကျမ်းပြင်ပေါ်မှာဒူးထောက်ပြီးငိုကြွေးခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလောက်ကျန်သူတယောက်အဖြစ်သူ့ရဲ့အနှစ်50အတွင်းမှာပထမဆုံးအမလုံးမိတာဖြစ်လို့ပါဒီအဖြစ်ပြက်ကသူ့ကိုကြီးမားတဲ့နောက်တရားမှုတွေနဲ့ပြည့်စေခဲ့တယ်ဒါကြောင့်သူအနားယူခြင်းဖြစ်ကြောင်းသူ့ရဲ့တထေးကိုတွားပြောခဲ့တယ်ဒါပေမဲ့သူ့ရဲ့ပုံမှန်အားဖြင့်တင်းမာပြီးအမိတ်ပေးတတ်တဲ့တထေးကအလွယ်တကူသဘောတူခဲ့ပါတယ်တိုးတော်လည်းပဲတထေးကအနားမယူခင်မှာနောက်ဆုံးအလုပ်တစ်ခုကိုထပ်လုပ်ပေးဖို့လိုသေးတယ်လို့ပြောခဲ့တယ်ဂျက်ဟာမလုပ်ချင်ပဲနဲ့သဘောတူခဲ့ရတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ပြစ်မဲ့ရဲ့တပ်ပုံမပါဘူးညနေ9နာရီမှာကော်ဖီဆိုင်ကိုပြစ်မဲ့ရောက်လာမယ်လို့ပြောထားတဲ့စာတစ်စောင်နဲ့အတူ wherever ဆိုတဲ့စကားလုံးတွေပဲပါလာတယ်ဖတ်ပြီးတဲ့နောက်မှာတော့ဂျက်ဟာအဲ့ဒီစာကိုမိတဲ့ပစ်ထည့်လိုက်တယ်မကြခင်မှာပဲသူဟာကော်ဖီဆိုင်ကိုရောက်လာတဲ့ဂျက်ဟာဆိုင်ပြင်ဘက်ကကားတိုင်းရဲ့လိုင်စင်နံပါတ်ပြားကိုသူ့ဖုန်းနဲ့တပ်ပုံရိုက်ခဲ့တယ်ပြီးမှအထဲကိုဂယုတစိုက်ဝင်လာခဲ့ပြီးချက်ချင်းပဲအထဲမှာရှိတဲ့လူတိုင်းကိုစတင်စောင့်ကြည့်ခဲ့တယ်အားလုံးကိုမြင်နိုင်တဲ့နေရာမှာထိုင်နေခဲ့တယ်အဲ့ဒီနောက်မှာတော့ဂျက်ဟာလိုင်စင်နံပါတ်တွေကနေတဆင့်လူတဦးချင်းစီရဲ့နောက်ခံအချက်လက်တွေကိုစတင်စုံစမ်းခဲ့တယ်မကြခင်မှာပဲညနေ9နာရီတိတိဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးတဦးဟာရုတ်တရက် trap ပြီးသူ့စီကိုရှောက်လာခဲ့တယ်ဂျက်ဟာစိတ်အေးအေးထားပြီးသူ့ရဲ့တနက်စီကိုလက်ရွှေ့လိုက်တယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးဟာတန့်စင်ကန်းကိုတွားဖို့ပဲလမ်းဖြတ်လျှောက်သွားတာဖြစ်နေတယ်ဂျက်ဟာကြီးမားတဲ့ထောင်ချောက်ထဲကိုရောက်နေပြီဆိုတာကိုသူမသိလိုက်ပါဘူး